အကိုမီးသက်ပိုက်ကောင်းတွေကအတူရှိမတူကြဘူးနော်တဲ့ဘလို့နေရာမှာသုံးတာလဲဟုတ်တယ်ငါကြီးမီးသက်ပိုက်ကောင်းတွေကအတူရှိမတူပါဘူးဘာကြောင့်မတူရလဲဆိုတော့ကွာဒါကတော့အခုနောက်ဆုံးပေါ့မီးသက်ပိုက်ကောင်းလို့ပြောလိုက်ရတာပေါ့ကွာ 3D nozzle ဘတ်စုံတော်တော်လေးသုံးလို့ရပါတယ်ဒါအခုနောက်ပိုင်းသုံးတာတော်တော်များပါတယ်သူကကြောတစ်ခွဲနဲ့လာတယ်ရေပိုက်ကလည်းပိုက်အသေးတွေပေါ့ဒီကောင်တွေကြတော့ရေပိုက်ကနှစ်ခွဲနဲ့လာပါတယ်နှစ်ခွဲနဲ့လာတယ်ဒီကောင်တွေဆိုလို့ရှိရင်ကတော့ဖိုးရင်နဲ့သုံးတဲ့ old school တိုက်တွေလို့ပြောလို့ရတာပေါ့ကွာဒီကောင်တွေဆိုဂျက်ကောင်းပါအဲဆိုဂျက်ကောင်းနှစ်ခွဲပိုက်တွေတော်တော်များအရှည်နဲ့လာအတူနဲ့လာရလဲရှိရပြင်ပြတယ်ဒါဆိုအရှည်ဂျက်ကောင်းဒီဂျက်ကို spray လုပ်ချင်လို့ရှိရင်သူကဒီကိုအုပ်ပြီးတော့ spray လုပ်တာထပ်ပြဒီကောင်တွေဆိုလဲအရှည်ပဲသူဆိုလဲနှစ်ခွဲပဲဒီကောင်ကတော့ဂျက်ကောင်းမဟုတ် spray ပါတယ်ဂျက်လဲ spray သုံးလို့ရတယ်ဒီကောင်ကတော့ spray ဂျက်ပြောင်းလို့ရတယ်ဒါမျိုးကကိုရိုးကြီးမှာနှစ်ချောင်းရှိတယ်နောက်ရှိသေးတယ်ဟိုကဂန်းလိုမျိုးသူကလည်းနှစ်ခွဲနဲ့ပဲဝင်တယ်ဂန်းလိုမျိုးသုံးတာရှိသေးတယ် Yonis ကထုတ်တာဒါပေမဲ့အဲ့ကောင်အသုံးနဲလို့မီးတေးသေးလေးတွေပါမှသုံးလို့ရတယ်ကွင်းမီးလောင်တာတို့လို့မီးငငယ်လေးတွေမှာပဲသုံးတာတခါလေကိုတို့မီးရှူးမီးပန်းဖောက်တယ်ကွာပြီးရင်ကြလာတဲ့အမှုံအမွှားလေးတွေကအဲ့ဒီမှာသုံးတဲ့ဟာတစ်ခုရှိသေးတယ်တိန်းထားတယ်